ဇလန်းဟာခီးထွက်ဖို့ចောင်းသားတွေအပြည့်နဲ့လမ်းပေါ်မှာရှင်မောင်းနေတဲ့ចောင်းကျူပိုးဘက်စကား2စီးနဲ့စတင်ထားပါတယ်။အားလုံးကပျော်ရွှင်ရင်မော်ရင်ခေါင်းအုံတွေနဲ့အချင်းချင်းလိုက်ထုပြီးစားနောက်နေကြပါတယ်။ရာသီဥတုကလည်းတာယာငြိမ်သက်နေခဲ့ပါတယ်။သူတို့ထဲမှာမီဆူကိုလို့ခေါ်တဲ့မိန်းကလေးတစ်ယောက်ကတော့သူမရဲ့မက်ဆုစာအုပ်ထဲမှာတိတ်တဆိတ်ကြပြရေးနေခဲ့ပါတယ်။ဘေးမှာထိုင်နေတဲ့မိန်းကလေး2ယောက်ကအားလုံးလိုမကစားပဲစာရေးနေလို့ဆိုပြီးသူမကိုလှောင်ပြောင်ကြပါတယ်။သူတို့ကမီဆူကိုလက်ထဲကမက်ဆုစာအုပ်ကိုလူယူလိုက်လို့ခဲတံဟာကျမ်းပြင်ပေါ်ပြုတ်ကျသွားခဲ့ပါတယ်။မီဆူကိုကအောက်ငုံပြီးကောက်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲပြင်းထန်တဲ့လေမုန်တိုင်းတစ်ခုလေရင်လိုဘတ်စကားတွေကိုရုတ်တရက်တိုက်ခိုက်ပါတော့တယ်။အဲ့ဒီမုန်တိုင်းကဘတ်စကား2စီးစလုံးကိုထပ်ပိုင်းပစ်လိုက်တယ်လို့ចောင်းသားတွေရဲ့ခန္ဓာကိုယ်နဲ့စိတ်ဝိညာဉ်တွေကိုပါအစိတ်အမှုံမှာခွဲပစ်လိုက်ပါတယ်။မီဆူကိုဟာအောက်ငုံနေခဲ့လို့တင်ပဲတူးရဲသောအသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပါတယ်။သူမမတ်တက်ရက်လိုက်တဲ့အခါဘတ်စကားခေါင်းမူလွတ်ထွက်သွားတာနဲ့သူမရဲ့အတန်းဖော်ရီခန္ဓာကိုယ်ထပ်ပိုင်းပြက်ပြီးတေဆုံးနေတာကိုမြင်လိုက်ရပါတယ်။အဲ့ဒီမြင်ကွင်းကြောင့်သူမထိတ်လန့်တုန်လှုပ်ပြီးစွန့်သွားခဲ့ပါတယ်။စက္ကန့်ပိုင်းကြာမှနောက်ထပ်တေစေနိုင်တဲ့လေပြင်းတစ်ခုသူမစီထပ်မံဝန်းတိုင်းကျဲဝင်ရောက်လာပြန်ပါတယ်။ဒါပေမဲ့ဒီတစ်ချိန်မှာတော့သူမကြိုတင်ရိပ်မိပြီးအမြန်ဝှက်ချလိုက်လို့ထပ်မံအသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။မုန်တိုင်းကလျှက်စစ်တိုင်တွေနဲ့ကျိုးတွေကိုပါဆွဲဖြတ်သွားခဲ့ပြီးဘတ်စကားကြီးနောက်ဆုံးရပ်တန့်သွားတဲ့အခါမီဆူကိုဟာအပြင်ကိုယုံထွက်ပြီးလမ်းအတိုင်းပြေးခဲ့ပါတယ်မကြခင်မှာပဲအခြားဘတ်စကားတစ်စီးကိုတွေ့ရပြီးចောင်းသားတွေရဲ့ခန္ဓာကိုယ်အစိတ်ပိုင်းတွေတွေးတန်ရဲရဲနဲ့မြေပြင်ပေါ်ပြန့်ကျဲနေတာကိုမြင်လိုက်ရပါတယ်မီဆူကိုဟာအော်ဟစ်ငိုယိုပြီးထိတ်လန့်တုန်လှုပ်စွာလမ်းပြောက်ရင်းမုန်တိုင်းကသူမနောက်ကိုထပ်မံနီးကပ်လာတာကြောင့်ဆက်ပြေးခဲ့ပါတယ်ရှေ့နားမှာလမ်းလျှောက်နေတဲ့မိန်းကလေးလေးယောက်ကိုသူမသတိပြုမိသွားပါတယ်မုန်တိုင်းအဝင်မှာပဲသူမကသူတို့တဲကတယောက်ကိုလှမ်းဆွဲပြီးမြေပြင်ပေါ်အတူတူဝှက်ချလိုက်ပါတယ်ကျန်တဲ့3ယောက်ကတော့ချက်ချင်းပဲတေဆုံးသွားခဲ့ပါမီဆူကိုဟာသူမနဲ့အဲ့ဒီမိန်းကလေးကိုကယ်တင်နိုင်ခဲ့ပေမဲ့ခဏအကြာမှာပဲအဲ့ဒီမိန်းကလေးဟာလေပြင်းမိနေတဲ့စပိန်စီးကောင်လေးအချို့ကိုကူညီဖို့ကြိုးစားရင်းတေဆုံးသွားခဲ့ပါတယ်မီဆူကိုတယောက်ထပ်မံထီးကျန်သွားခဲ့ရပြန်ပါတယ်သူမဟာမြစ်တစင်းစီရောက်တဲ့အထိတက်နိုင်သမျှအမြန်ဆုံးပြေးခဲ့ပါတယ်အဲ့ဒီမှာရေထဲမျောပါနေတဲ့ចောင်းသားအလောင်းတွေကိုထပ်မံတွေ့ရှိခဲ့ရပါတယ်သူမဟာမြစ်ရည်နဲ့မျက်နှာတစ်လိုက်ပြီးတွေးဆိုးနေတဲ့ចောင်းဝစ်စုံအစားတန်ရှင်းတဲ့ဝစ်စုံတစ်ခုလဲဝစ်ကလမ်းအတိုင်းရည်ရွယ်ချက်မရှာဒီပဲဆက်လက်လျှောက်လန်းခဲ့ပါတယ်။နာရီပေါင်းများစွာလျှောက်ပြီးနောက်မင်းကလေးကျောင်းတစ်ခုစီရောက်ရှိသွားပါတယ်။ထူးဆန်းတာကအဲ့ဒီကျောင်းကဝစ်စုံဟာသူမဝစ်ထားတာနဲ့အတိအကျတူညီနေတာပါပို့ပြီးထူးဆန်းတာကတော့လူတိုင်းကသူမကိုသိနေကြတယ်လို့ပါပဲမန်ဒဆန်ဆန်ထိတ်လန့်နေစေဖြစ်တဲ့မီဆူကိုဟာစောစောကလူတွေကိုတေဆုံးစေခဲ့တဲ့ထူးဆန်းတဲ့လေကျောင်းဘာမှမပြောခဲ့ပါဘူး။အဲ့ဒီအချိန်မှာသူမရဲ့တငယ်ချင်းအာကီကပြုံးရွှင်စွာရောက်လာပြီးလာပါကျောင်းထဲဝင်ရအောင်လို့ပြောပါတယ်မီဆူကိုဝေခွဲမရဖြစ်သွားပါတယ်သူမနဲ့အာကီဘလို့လုပ်ပြီးဒီเจ้าမှာရုတ်တရက်ပြန်ဆုံနေရလဲဆိုတာနားမလည်နိုင်ပါဘူးအာကီကစိုးရိမ်တကြီးကြည့်ပြီးနင်ပါလို့တုံရင်နေတာလဲငါတို့ကဒီမှာအမြဲတမ်းအတန်းဖော်လေးလို့ပြောပါတယ်လေပြင်းတစ်ခုဖြတ်တိုက်သွားတယ်လို့ခံစားလိုက်ရတဲ့အတွက်မီဆူကိုအမြန်ဝှက်ချလိုက်ပေမဲ့ဒီတစ်ချိန်မှာတော့ဒါကပုံမှန်လေငင်းလေးသာဖြစ်ပါတယ်ဘာမှမဖြစ်ခဲ့ပါဘူးအာကီကတက်ပြင်းချပြီးနင်ဒီနေ့ထူးဆန်းနေတယ်လို့ဆိုပါတယ်ဖြစ်ပျက်နေတာတွေကိုမီဆူကိုအသေးအတန်နားလည်အောင်စူးစမ်းရင်းအတန်းတွေကိုအတူတူလျှောက်လာခဲ့ကြပါတယ်နောက်ပိုင်းမှာလေပြင်းတစ်ခုထပ်မံဖြတ်တန်းသွားပြန်လို့မီဆူကိုထိတ်လန့်ကကြောက်လန့်တကြားထွက်ပြေးခဲ့ပါတယ်အာကီကနောက်ကလိုက်လာပြီးစိတ်ပူစရာဘာမှမရှိပါဘူးလို့နှစ်သိမ့်ပေးပါတယ်နောက်ဆုံးတော့မီဆူကိုစိတ်အေးသွားခဲ့ပါတယ်ဆရာတွေကပါမီဆူကိုဟာဒီကျောင်းကကျောင်းသူတစ်ယောက်ဖြစ်အမြဲရှိနေခဲ့တယ်လို့ဆက်ဆံကြပါတယ်အာကီနဲ့နှစ်ယောက်တည်းရှိချိန်မှာသူမကငါတကယ်ပဲဒီကျောင်းကကျောင်းသူလားလို့မေးရအာကီကဒါပေါ့နင်ကကျောင်းသူပဲလေလို့ပြန်ဖြေပါတယ်မီဆူကိုကမနက်ပိုင်းကသူမမြင်ခဲ့ရတာတွေဟာအိမ်မက်သို့မဟုတ်စိတ်အာရုံခြောက်ခြားမှုတစ်ခုဖြစ်ရမယ်လို့စတင်တွေးတောမိပါတယ်သူမကအတန်းဖော်တွေကိုတေဆုံးစေခဲ့တဲ့တေစေနိုင်တဲ့လေကျောင်းတုံရင်စွာနဲ့အာကီကိုပြောပြပါတယ်အာကီကပြတင်းပေါက်ကိုညင်သာစွာဖွင့်လိုက်ပြီးကြည်စမ်းအပြင်ကလေကပုံမှန်လေးပါနှင့်ကိုမထိခိုက်စေနိုင်ပါဘူးလို့ပြောပါတယ်သူမကမီဆူကိုလက်လန်းပြခိုင်းပါတယ်မီဆူကိုလက်လန်းလိုက်ပြီးညှိတက်တဲ့လေငင်းကိုခန်းစားလိုက်ရတဲ့အခါမှာအာကီစကားကိုယုံကြည်သွားပါတော့တယ်သူတို့နှစ်ယောက်အခြေအနေရဲ့ထူးဆန်းမှုကိုသဘောပေါက်ပြီးအနေရခက်စွာရေမောလိုက်ကြပါတယ်အဲ့ဒီနောက်အာကီကညင်သာစွာနဲ့ပဲနင်မညံပျောက်ဆုံးနေတာထင်တယ်ဒါကြောင့်ဒီเจ้าကိုမမှတ်မိတာလို့ဆိုပါတဲ့နောက်ပိုင်းမှာသူတို့တငယ်ချင်းအချို့နဲ့တွားရောက်ပူးပေါင်းခဲ့ကြပါတယ်အားလုံးအတူတူရေမောစနောက်ကြပြီးအဲ့ဒီနေ့ရဲ့ကျန်တဲ့အတန်းချိန်တွေကိုဖျက်ခဲ့ကြပါတယ်သူတို့တော့အုပ်ထဲထွက်လာခဲ့ကြပြီးရေမောပျော်ပါခဲ့ကြပါတယ်မီဆူဘူဟာစောစောကကြောက်ရွံ့မှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့စစ်မှန်တဲ့ပျော်ရွှင်မှုကိုထပ်မံခံစားလိုက်ရပါတယ်မနက်ပိုင်းကမြင်ခဲ့တာတွေဟာအိမ်မက်ဆိုးတစ်ခုသာဖြစ်မယ်လို့သူမအယုံသွင်းလိုက်ပါတယ်သူတို့ရေကန်တစ်ခုစီရောက်တဲ့အခါအမောဖြေကြပါတယ်အာကီကတခြားသူတွေကိုမီဆူကိုရဲတေစီနိုင်တဲ့လေပြင်းအိမ်မက်ဆိုးအကြောင်းပြောပြတဲ့အခါတငယ်ချင်းတစ်ယောက်ဖြစ်တဲ့ရင်းကကြားဖြတ်ပြီးဒါကတကယ်ဖြစ်ခဲ့တာဆိုရင်ရောမီဆူကိုကပြိုင်ဘက်ကဘာ Horror World တဲရောက်နေတာဖြစ်နိုင်တယ်ပြိုင်ဘက်ဆက်ကြဝဠာတွေအများကြီးရှိတယ်လို့ငါဖတ်ဖူးတယ်လို့ပြောပါတယ်တခြားသူတွေကတော့သူမနောက်နေတာလို့ထင်ပြီးရေမောကြော်ဖြတ်ခဲ့ကြပါတယ်မကြာမီမှာသူတို့မြေပြင်ပေါ်ကခေါင်းတစ်ခုကိုတွေ့ရှိပြီးအချင်းချင်းပြစ်ပေါက်ကစတင်ကစားကြပါတယ်မီဆူကိုဟာအနီးနားမှာမတ်တက်ရက်နေတဲ့မိန်းကလေးနှစ်ယောက်ကိုသတိပြုမိသွားပါတယ်သူမကသူတို့ကိုကြည့်ပြီးပြုံးပြလိုက်ပေမဲ့ရုတ်တရက်သူတို့ဟာလေထဲမှာတင်ပျောက်ကွယ်သွားခဲ့ပါတယ်အဲ့ဒီနောက်ရင်းဟန်ကမီဆူကိုနင်းလက်ရှိအရှိတရားကိုပြောင်းလဲခြင်းရင်မမျှော်လင့်ထားတဲ့အရာပုံမှန်မဟုတ်တဲ့အရာတစ်ခုခုကိုလုပ်ရမယ်လို့ပြောပါတယ်မီဆူကိုအဲ့ဒီစကားကိုတိတိကျကျတွေးတောနေခဲ့ပါတယ်နောက်ပိုင်းမှာသူမနဲ့အာကီကျောင်းကိုပြန်လာပြီးအတန်းထဲဝင်ခဲ့ကြပါတယ်မီဆူကိုကကျမ်းပြင်ပေါ်ကအခြားကောင်းတစ်ခုကိုသတိပြုမိပြီးကောက်ယူကအာကီစီစနောက်ပြီးပြစ်ပေါက်လိုက်ပါတယ်ဒါပေမဲ့အဲ့ဒီခဏမှာပဲဆရာဖြစ်သူကစက်တနက်တလက်ထုတ်ယူပြီးကျောင်းသားတွေကိုစတင်ပစ်ခတ်ပါတော့တယ်အာကီပါဝင်အတန်းထဲကမိန်းကလေးအားလုံး
တေဆုံးသွားခဲ့ရပါတယ်မီဆူကိုဟာထပ်မံပြီးတဦးတည်းသောအသက်ရှင်ကျန်ရစ်သူဖြစ်ခဲ့ပြန်ပါတယ်ဆရာကသူ့မစီတနက်ချိန်ပြီးအတန်းပြေးတဲ့နေမတေခင်ဆူတောင်းလိုက်တော့လို့ပြောစင်မှာပဲရုတ်တရက်မိန်းကလေးနှစ်ယောက်ဘဲကမှန်းမသိပေါ်လာပြီးမီဆူကိုကဲတင်ကအတူတူထွက်ပြေးခဲ့ကြပါတယ်သူတို့ဟာမိန်းကလေးတွေအားလုံးအသက်ခံထားရတဲ့အတန်းတစ်ခန်းကိုဖျက်သွားခဲ့ပြီးအဲ့ဒီခန်းထဲမှာတင်ပုံအောင်နေခဲ့ကြပါတယ်ဒါပေမဲ့နောက်ထပ်ဆရာတယောက်ဝင်လာပြီးအသက်ရှင်ကျန်ရစ်တဲ့ကျောင်းသူတယောက်ကိုပြစ်တက်လိုက်ပါတယ်မိန်းကလေးတယောက်ကပြန်လဲတိုက်ခိုက်ဖို့ကြိုးစားပေမဲ့ချက်ချင်းပဲအသက်ခံလိုက်ရပါတယ်။သူမရဲ့ရုန်းကန်မှုဟာအဲ့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါတယ်။ရင်းနှံကမီဆူကိုဖမ်းဆွဲပြီးထွက်ပြေးဖို့ကူညီပေးခဲ့ပေမဲ့ရင်းနှံမှာတနက်မှန်ပြီးမြေပြင်ပေါ်လဲကျသွားခဲ့ပါတယ်။သူမရဲ့နောက်ဆုံးထွက်သက်မှာမီဆူကိုပြေးတော့သူတို့နစ်စီမရောက်ခင်လွတ်အောင်ပြေးလို့ပြောခဲ့ပါတယ်။မီဆူကိုဟာအသက်ရှင်ကျန်ရစ်တဲ့ကျောင်းသူအနှဲငယ်နဲ့အတူထွက်ပြေးခဲ့ပြီးဆရာတွေကတော့အတန်းပြေးတဲ့ကျောင်းသူတွေကိုပြတင်းပေါက်ကနေလှမ်းပစ်ခတ်ကတက်ဖြတ်နေခဲ့ပါတယ်သူတို့ကမိန်းကလေးတယောက်ကိုမှလွတ်မြောက်ခွင့်မပေးချင်ကြပါဘူးမိန်းကလေး9ယောက်သာကျောင်းပြင်ပသို့လွတ်မြောက်နိုင်ခဲ့ပါတယ်သူတို့တွေကတယောက်ကမီဆူကိုပက်လက်ပြီးနေတစ်ခုခုကိုတွေးပြီးလုပ်ရမယ်ဒီအရာအားလုံးကနှစ်လက်ထဲမှာပဲရှိတယ်လို့ပြောပါတယ်မီဆူကိုသူမဆိုလိုတာကိုနားမလည်ပါဘူးရုတ်တရက်လေပြင်းတွေထပ်မံကြားရောက်လာပြီးသူတို့ကိုတိုက်ခတ်သွားရမီဆူကိုကလွဲလို့ကြံတဲ့မိန်းကလေးတွေအားလုံးတေဆုံးသွားခဲ့ပါတယ်တဖန်သူမဟာလုံးဝအထီးကျန်စွာကြံရစ်ခဲ့ပြန်ပါပြီးတေစေနိုင်တဲ့လေကသူမနောက်ကိုမစုံမနစ်လိုက်လံတိုက်ခိုက်နေခဲ့ပါတယ်။မီဆူကိုအဝေးကြီးအထိပြေးခဲ့ပြီးနောက်မြို့ထဲကိုရောက်ရှိသွားပါတယ်။သူမဟာလူစီကားတဲ့လမ်းမတွေတိုင်းဆက်ပြေးခဲ့ပေမဲ့ထူးဆန်းတာကသူမမြင်ရတဲ့လူမှန်သမျှဟာအမျိုးသမီးတွေကြီးပဲဖြစ်နေတာပါ။ရဲစခန်းဆိုင်ဘုတ်ကိုမြင်လိုက်ရတဲ့အခါသူမရက်လိုက်ပြီးအကူအညီတောင်းဖို့အထဲကိုပြေးဝင်ခဲ့ပါတယ်။အထဲမှာအမျိုးသမီးရဲရရှိတဦးနဲ့တွေ့ဆုံခဲ့ပါတယ်။ရဲရရှိကမီဆူကိုစကားမပြောဘဲဘာလို့ငိုနေလဲဆိုတာမရှင်းပြနိုင်လို့သူမကိုအယူတယောက်လို့ထင်မှတ်နေခဲ့ပါတယ်။မီဆူကိုကမောဟိုက်တုံရင်စွာနဲ့လေတိုက်ခတ်လာတဲ့လမ်းကြောင်းစီလက်ညှိုးထိုးပြဖို့ကြိုးစားပါတယ်။အရာရှိကသူမကိုထူးဆန်းစွာကြည့်ပြီးရုတ်တရက်သူမကိုကေကိုဆိုတဲ့အခြားနာမည်တစ်ခုနဲ့ခေါ်လိုက်ပါတယ်။သူမကနင်ဘာလို့ကြောင်းဝတ်စုံဝတ်ထားတာလဲလို့မေးပါတယ်။မီဆူကိုမှန်ပတ်ရင်တန်ခွင့်ရရှိသွားပါတော့တယ်။ဇလန်းကတော့ဒီနေရာမှာတင်ပြီးဆုံးသွားခဲ့ပါပြီ။လှည့်ကြည့်လိုက်တဲ့အခါထိတ်လန့်သွားပါတယ်။မှန်တဲ့ကပုံရိပ်ဟာလုံးဝကွဲပြားခြားနားနေလို့ပါ။အဲ့ဒီရဲရရှိရဲ့နာမည်ကတိုမူဖြစ်ပြီးသူမဟာတကယ်တော့ကေကိုရဲ့တငယ်ချင်းဖြစ်နေတာပါ။တိုမူကပြုံးပြီးနင်ပြောတဲ့နဲ့နောက်ထပ်နိုင်ပိုင်းနေရင်နင်မင်္ဂလာဝဲရှိတယ်လေလို့ပြောပါတယ်မီဆူကိုသို့မဟုတ်အခုခါကေကိုဖြစ်နေသူဟာလုံးဝဝေခွဲမရဖြစ်ပြီးထိတ်လန့်နေစေမှုဘာမှမတွေးနိုင်မပြောနိုင်ဖြစ်နေခဲ့ပါတယ်။သူမဟာတိုမိုလှုပ်ချင်သမျှကိုပဲငြိမ်ခံနေခဲ့ပါတယ်။တိုမူကသူမကိုကားပေါ်တင်ပေးရင်မင်္ဂလာပွဲအတွက်ဖះเจ้าကိုတွားကြမယ်လို့ပြောပါတယ်အခုချိန်ထိမီဆူကိုဟာထူးဆန်းတဲ့အတွေ့အကြုံတွေကိုတစ်ခုပြီးတစ်ခုကြုံတွေ့ခဲ့ရပြီးဖြစ်ပေမဲ့ဒါဟာအားလုံးထဲမှာအထူးဆန်းဆုံးပါပဲလန်ခီတစ်လျှောက်လမ်းပေါ်ကအမျိုးသမီးတွေကသူမကိုလက်ပြပြီးပျော်ရွှင်စွာနှုတ်ဆက်ကြပါတယ်သူတို့အားလုံးကသူမကိုအောင်မြင်ကြော်ကြားသူတယောက်လိုဆက်ဆံကြပြီးမင်္ဂလာပွဲအတွက်ဂုဏ်ပြုပေးကြပါတယ်ဖះเจ้าကိုရောက်တဲ့အခါအမျိုးသမီးလူအုပ်ကြီးကသူမကိုဝိုင်းရံပြီးဆုတောင်းမေတ္တာပို့ကအောင်ပွဲခံကြပါတယ်အထဲမှာအဝတ်စားလဲဖို့အခန်းတခုတည်းဝင်လိုက်တဲ့အခါအဲ့ဒီမှာမတ်တက်ရက်နေတဲ့အာကီကိုမြင်ပြီးမီဆူကိုထိတ်လန့်ဆုံးသွားခဲ့ပါတယ်။သူမမျက်စိကိုသူမမယုံနိုင်ပါဘူး။မီဆူကိုကထိတ်လန့်တကြားနဲ့ဘာတွေဖြစ်နေတာလဲလို့မေးပါတယ်။အာကီကညင်သာစွာနဲ့ပဲနင်ဘာတွေးနေလဲငါသိတယ်အတန်လျှော့ပါစိတ်အေးထားအားလုံးကိုနောက်မှငါရှင်းပြမယ်လို့တူတူလေးပြောပါတယ်။အပြင်ဘက်မှာတော့တခြားမျိုးသမီးတွေကသူတို့သာဘလောက်ခံရကြောင်းအတင်းပြောနေကြပါတယ်။အဲ့ဒီနောက်သူတို့ကကေကိုဝစ်စင်ဖို့မင်္ဂလာဝစ်စုံကိုယူဆောင်လာခဲ့ကြပါတယ်။အာကီကကေကိုရင်ခုန်နေတော့မို့လို့ဆိုပြီးမင်းကလေးအားလုံးကိုအခန်းပြင်ထွက်ခိုင်းလိုက်ပါတယ်သူတို့နှစ်ယောက်တည်းရှိသွားတဲ့အခါအာကီကသူမရဲ့နာမည်ရင်းဖြစ်တဲ့မီဆူကိုလို့ခေါ်လိုက်ပြီးငါပြောတဲ့အတိုင်းအတိအကျလုပ်ရမယ်စိတ်အေးထားမထိတ်လန့်နဲ့သူတို့ငါတို့ကိုစောင့်ကြည့်နေလို့အခုအရာအားလုံးကိုရှင်းမပြနိုင်သေးဘူးလို့ပြောပါတယ်မီဆူကိုကအာကီကိုလုံးဝယုံကြည်တာကြောင့်သူမကူညီတာကိုလက်ခံလိုက်ပါတယ်အာကီကမင်္ဂလာဝတ်စုံဝတ်ဆင်ပေးပြီးအားလုံးအပြည့်စုံခွင့်မရှိအောင်ပြင်ဆင်ပေးခဲ့ပါတယ်မီဆူကိုအစင်သင့်ဖြတ်ဖြစ်တဲ့အခါမင်းကလေးချို့အခမ်းအနားစီခေါ်ဆောင်ဖို့ဝင်လာခဲ့ကြပါတယ်။ဒါပေမဲ့ရုတ်တရက်အာကီကသူတို့ကိုတိုက်ခိုက်ပြီးအားလုံးကိုတက်ပစ်လိုက်ပါတယ်။သူမကမီဆူကိုဘလို့တိုက်ခိုက်ရမလဲဆိုတာတင် जा ပေးချင်ခဲ့တာပါ။သူမကမီဆူကိုလက်ထဲကိုကွဲနေတဲ့ဖန်ပလင်းတစ်ပိုင်းထည့်ပေးပြီးနင့်ကိုအန်ရပြုမဲ့သူမှန်သမျှကိုဒါနဲ့တိုက်ခိုက်လို့ပြောပါတယ်။မီဆူကိုခေါင်းငိမ့်လိုက်ပြီးပန်းစီစာဖန်ပလင်းကိုကင်ကဆင်းမြင့်စီဥတီလျှောက်လန်းခဲ့ပါတယ်။မင်္ဂလာဧည့်သည်တွေဖြစ်တဲ့အမျိုးသမီးအားလုံးကသူမကိုလက်ခုပ်တီးပြီးအားပေးကြပါတယ်။အဲ့ဒီနောက်ထိတ်လန့်စရာခိုက်တန်ရောက်လာခဲ့ပါတယ်။လူတိုင်းရဲ့ရှိမှာသတို့သားအစားခေါင်းတလားတစ်ခုရှိနေခဲ့တာပါအဲ့ဒါပွင့်သွားတဲ့အခါအထဲမှာကေကိုရဲ့သတို့သားလောင်းလို့ဆိုတဲ့အလောင်းတစ်ခုရှိနေပြီးသူ့မျက်နှာကဝက်မျက်နှာဖြစ်နေခဲ့ပါတယ်ဧည့်သည်တွေဟာရုတ်တရက်ထူးဆန်းစွာပြုမူလာကြပြီးမီဆူကိုလှောင်ပြောင်ရင်မောကခေါင်းတလားစီတွန်းပို့ကြပါတယ်သူတို့ကသူမကိုအဲ့ဒီအလောင်းကိုနန်းခိုင်းမှုစူးစမ်းကြစင်မှာပဲမီဆူကိုအော်ဟစ်ပြီးဖန်ပလင်းနဲ့ထိုးပစ်လိုက်ကထိတ်လန့်ဒေါသထွက်စွာနဲ့ဘေးနာကအမျိုးသမီးအချို့ကိုပါယူသွစွာတိုက်ခိုက်တက်ဖြတ်ပစ်လိုက်ပါတယ်အာကီထပ်မံပေါ်လာပြီးသူမကိုစိတ်ငြိမ်အောင်လုပ်ပေးပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာကျောင်းကဆရာနှစ်ယောက်ရုတ်တရက်ရောက်ရှိလာပါတယ်မီဆူကိုနဲ့အာကီတို့အတူတူပြန်လည်တိုက်ခိုက်ခဲ့ကြပြီးပြင်းထန်တဲ့တိုက်ပွဲအပြီးမှာသူတို့ကိုနှိမ်နင်းနိုင်ခဲ့ပါတယ်သူတို့ဖះကျောင်းပြင်ပသို့အလို့ယုံထွက်ပြေးခဲ့ကြပါတယ်မီဆူကိုအရှိကပြေးနိုင်ဖို့အတွက်အာကီကဆရာတွေကိုလမ်းကြောင်းလွှဲပေးရင်းနောက်မှာကြံရစ်ခဲ့ပါတယ်ထို့နောက်
အားကစားဝတ်စုံဝတ်ဆင်ထားတဲ့မိန်းကလေးတစ်ယောက်ပေါ်လာပြီးမီဆူကိုတားဆီးပါတယ်သူမကမီဆူကိုအဆူမီဆိုတဲ့နောက်ထပ်နာမည်အသစ်တစ်ခုနဲ့ခေါ်လိုက်ပြီးမာရတုံပြိုင်ပွဲမှာလာရောက်ပူးပေါင်းမှုပြောပါတယ်မီဆူကိုအနီးနားကမှန်တဲ့ကြည့်လိုက်တဲ့အခါထပ်မံဆုံးသွားခဲ့ရပြန်ပါတယ်မှန်တဲ့ကပုံရိပ်ကထပ်ပြီးပြောင်းလဲသွားခဲ့လို့ပါအခုခါသူမဟာလုံးဝကွဲပြားတဲ့ရုပ်ရည်နဲ့အားကစားဝတ်စုံကိုဝတ်ဆင်ထားပါတယ်သူမရဲ့နာမည်ကအခုအဆူမီဖြစ်ပြီးလူတိုင်းအားကျချင်ကြတဲ့နာမည်ကြီးအပြေးသမားတစ်ယောက်ဖြစ်နေခဲ့ပါတယ်အားပေးတဲ့လူအုပ်ကြီးကသူမရဲ့နာမည်ကိုအော်ဟစ်ပြီးဝိုင်းအောင်နေကြပါတယ်အဆူမီဟာအခြားပြေးသမားတွေနဲ့အတူရှင်ပြေးခဲ့ပါတယ်သူတို့တဲကတယောက်ကပြုံးပြီးနင်ကကြောင်းတုံးကလေးကအမြဲတမ်းမြန်ခဲ့တာပဲလို့ပြောပါတယ်အဆူမီသူတို့ဘာတွေပြောနေလဲနားမလည်ပေမဲ့မမေးခဲ့ပါဘူးသူမဘာမှထပ်ပြီးမသိချင်တော့ပါဘူးသူမဟာငငယ်တုန်းကလွတ်လပ်စွာပြေးလွှားခဲ့ဘူးတဲ့မိန်းကလေးတယောက်ဖြစ်ပဲကိုမှတ်မိနေခဲ့ပြီးဒီပြေးပြိုင်ပွဲကိုပဲပျော်ပျော်ရွှင်ရွှင်နဲ့ဆက်ပြေးဖို့ဆုံးဖြတ်လိုက်ပါတယ်မာရာတုံပြိုင်ပွဲအတွင်းသူမဘေးမှာပြေးနေတဲ့အကြောင်းကအတန်းဖော်တွေကိုမြင်တွေ့ခဲ့ရပေမဲ့ရုတ်တရက်ဝက်မျက်နှာနဲ့လူနဲ့ဆရာတွေကသူမနောက်ကိုလိုက်လံဖမ်းဆီးဖို့ပေါ်လာပြန်ပါတယ်အဇူမီနဲ့အတူပြေးနေတဲ့မိန်းကလေးတွေကသူမကိုတတိရှိစံဒီကဘာကနေလွတ်မြောက်နိုင်မဲ့တူဦးလေးသောသူကနေမဲ့လို့လှမ်းအောင်ပြောကြပါတယ်အဇူမီဟာလမ်းကြောင်းပေါ်ကနေတွေ့ဖေပြီးသူမမှာရှိတဲ့ခွန်အားရှိသမျှနဲ့ပြေးခဲ့ရနောက်ဆုံးမှာမှောက်မိုက်တဲ့ကူတစ်ခုရှိကတောအုပ်နဲ့ကြီးတဲ့ရောက်ရှိသွားပါတယ်အထဲမှာထူးဆန်းတဲ့မိန်းကလေးတစ်ယောက်ကသူမကိုတွေ့ရှိပြီးလက်ကိုဆွဲကတခြားမိန်းကလေးအတော်များများစုဝေးနေတဲ့ကူထဲခေါ်သွားခဲ့ပါတယ်သူတို့အားလုံးကြောက်စရာကောင်းလာပါတယ်သူတို့ကအဇူမီနဲ့တူညီပေမဲ့သပင်တွေကမျက်နှာကိုဖုံးအုပ်ထားပြီးသူတို့ရဲ့တရှိမှုကခြောက်ခြားွယ်ကောင်းလာပါတယ်သူမကိုခေါ်လာတဲ့မိန်းကလေးကအေးဆက်စွာနဲ့ပဲနင့်မသိရင်ငါတို့အားလုံးတေးရလိမ့်မယ်လို့ပြောပါတယ်သူမကအဇူမီကိုတတ်ဖို့ရုတ်တရက်တိုက်ခိုက်လာပေမဲ့အချိန်မီပဲအာကီရောက်လာပြီးသူမရဲ့တငယ်ချင်းကိုကယ်တင်ခဲ့ပါတယ်အာကီကအဇူမီကိုအရေးတကြီးနဲ့ငါပြောတာကိုလိုက်ပြောစမ်းဘာပဲဖြစ်ဖြစ်ဒီစာကြောင်းကိုပဲဆက်ပြောနေငါကမီဆူကိုလို့ဆိုပါတယ်အဇူမီထိတ်လန့်တုန်ရင်စွာနဲ့ငါကမီဆူကိုလို့ထပ်ခါတလဲလဲလိုက်ပြောပါတော့တယ်ဖြည်းဖြည်းချင်းပဲသူမရဲ့အတန်ကပိုမိုအားကောင်းလာပြီးနောက်ဆုံးမှာခန္ဓာကိုယ်ဟာမူလပုံစံအတိုင်းပြန်လဲပြောင်းလဲသွားခဲ့ပါတယ်သူမမီဆူကိုပြန်ဖြစ်သွားခဲ့ပါပြီးမီဆူကိုကအာကီကိုကြည့်ပြီးအရာအလုံးကိုရှင်းပြပေးပါတော့လို့ပြောပါတယ်အာကီကတက်ပြင်းအရှိကြီးချပြီးငါတို့ကတကယ်ကဘာမှရှိနေတာမဟုတ်ဘူးမီဆူကိုဒီနေရာကစိတ်ကူးရင်အာယုံကြောက်ချမှုတက်လောက်ကျန်ဖန်တီးထားတဲ့လက်ရှိအရှိတရားတစ်ခုပဲနင်ကဒီနေရာရဲ့အဓိကဆက်ကောင်ပဲအကယ်၍ဒီကဘာကနေလွတ်မြောက်ချင်ရင်ငါလက်ကောက်ဝတ်ကဝိုင်ယာကျိုးနှချောင်းကိုဆွဲဖြုတ်ပြီးငါ့ကိုတက်ပြရမယ်လို့ပြောပါတယ်သူမကညင်သာစွာနဲ့ပဲဒါကတခုလေးတော့နီလန်းပဲနင်ဒါကိုလုပ်ရင်ငါတည်သွားလိမ့်မယ်ဒါပေမဲ့နင်လွတ်မြောက်သွားလိမ့်မယ်နင်ဒီကဘာရဲ့ထိန်းချုပ်ရေးဗဟိုချက်စီရောက်သွားလိမ့်မယ်လို့ဆက်ပြောပါတယ်မီဆူကိုခေါင်းခါညှင်းဆန်ပြီးမျက်ရည်ကျလာခဲ့ပါတယ်ဟင်းငါနင့်ကိုမထိခိုက်စေနိုင်ဘူးအာကီကသူမကိုခဲတံနဲ့ရိုက်လိုက်ပြီးလှုပ်ဆန်းအခြားနီးလန်းမရှိဘူးလို့အော်ဟစ်ပါတယ်ငိုယိုရင်းနဲ့မီဆူကိုနာခံဖို့ဖိအားပေးခံခဲ့ရပါတယ်သူမဟာဝိုင်ယာကျိုးနှချောင်းကိုစုပ်ကန်ပြီးဆွတ်ဖြုတ်ပစ်လိုက်ပါတယ်အာကီရဲ့ခန္ဓာကိုယ်ဟာပြင်းထန်စွာထပ်ပိုင်းကွဲသွားပြီးချက်ချင်းပဲတေးဆုံးသွားခဲ့ပါတယ်အဲ့ဒီအချိန်မှာပဲမီဆူကိုနောက်ဆုံးမှာလွတ်မြောက်သွားခဲ့ပါတယ်သူမမျက်စိဖွင့်ကြည့်လိုက်တဲ့အခါပထမဆုံးအကြိမ်ဖြစ်အမျိုးသားတွေဝိုင်းရံနေတဲ့စားတောက်ဆိုင်တစ်ခုထဲရောက်နေတာကိုတွေ့လိုက်ရပါတယ်သူမအံ့အားသင့်သွားပြီးအထဲကိုဆက်လျှောက်လာခဲ့ရာစိတ်တွေရှုပ်ထွေးနေစဉ်နေရန်ပေါ်ကပိုစတာတစ်ခုကိုသတိပြုမိသွားပါတယ်အဲ့ဒီပိုစတာမှာမီဆူကိုကေကိုနဲ့အဆူမီဆိုတဲ့မျက်နှာသုံးခုကိုပြသထားပါတယ်ဒါဟာဗီဒီယိုဂိမ်းတစ်ခုရဲ့ကြော်ညာဖြစ်နေခဲ့တာပါသူတို့၃ယောက်စလုံးကအဲ့ဒီဂိမ်းရဲ့အဓိကဇာတ်ကောင်တွေဖြစ်ပါတယ်အဲ့ဒီနောက်မှသူမအမှန်တရားကိုသိရှိခဲ့ရပါတယ်မီဆူကိုဟာအခုအခါအမျိုးသားတွေကြီးပဲလုံးဝကြီးစိုးထားတဲ့ပျက်စီးယိုယွင်းနေတဲ့အနာဂတ်မျိုးတော်တစ်ခုတည်းရောက်ရှိနေတာပါအဲ့ဒီမှာအမျိုးသားတွေပဲနေထိုင်ကြပြီးရက်ဆက်ကြမ်းကြုတ်တဲ့ဂိမ်းတွေနဲ့ရှင်တန်ချင်းစိန်ခေါ်မှုတွေကိုဆွဲလန်းနေကြတာဖြစ်ပါတယ်မီဆူကိုကေကိုနဲ့အဇူမီတို့ပါဝင်တဲ့အဲ့ဒီဂိမ်းရဲ့အမည်ကတော့ထဲဖြစ်ပါတယ်အမျိုးသားတစ်ယောက်ကသူမစီချင်းကပ်လာပြီးမှတ်မိတဲ့မျက်လုံးနဲ့စိုက်ကြည့်ကငါနင့်ကိုသိတယ်နင့်အခုအနာဂတ်ကိုရောက်နေတာလို့ပြောပါတယ်မီဆူကိုထိတ်လန့်တုန်လှုပ်စွာမျက်လုံးပြူသွားပြီးမေးလဲသွားခဲ့ပါတယ်သူမပြန်လို့လာတဲ့အခါစောစောကကူလိုမျိုးအခြားကူတစ်ခုတည်းရောက်နေပြန်ပါတယ်အထဲမှာတော့ဂိမ်းတွေကဇက်ကောင်အားလုံးရှိနေပြသူတို့ရဲ့ခန္ဓာကိုယ်တွေကိုအသက်မဲ့တဲ့အယုတ်တွေလိုထိမ့်သိမ်းထားတာဖြစ်ပါတယ်။သူမအထဲကိုဆက်လျှောက်သွားတဲ့အခါစကရင်ကြီးကြီးရှိမှထိုင်ပြီးမီဆူကိုဇက်ကောင်ကိုသုံးကထားကဂိမ်းကိုကစားနေတဲ့အဖိုးကြီးတစ်ယောက်ကိုတွေ့ရပါတယ်။သူကသူမဘက်လှည့်လာပြီးအဲ့ဒီအချိန်ကစလို့15နှစ်ရှိခဲ့ပြီးမင်းအထက်တန်းကျောင်းသူတို့ကငါမင်းကိုသဘောကျခဲ့တာမင်းတည်ဆုံးပြီးနောက်မှာမင်းရဲ့ညာနဲ့မင်းတငယ်ချင်းတွေရဲ့နှာကိုယူပြီးမင်းတို့ရဲ့သုံးဖက်မြင်ကိုပွားတွေကိုငါဖန်တီးခဲ့တာလို့ပြောပါတယ်မီဆူကိုဟာအနီးနားမှာရက်နေတဲ့သူမကိုယ်တိုင်နဲ့အာကီရဲ့အသက်ရှိသလိုကိုပွားပုံတူတွေကိုကြည့်ပြီးထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်။အဖိုးကြီးကမတိမတဲပြုံးပြီးဒီကိုပွားတွေကိုငါဂိမ်းထဲမှာတုံးဖို့ငါဖန်တီးခဲ့တာလို့ဂုဏ်ယူစွာပြောပါတယ်။ထို့နောက်လူငယ်တစ်ယောက်ဝင်လာပြီးမီဆူကိုကတင်ပေါ်လှဲနေဖို့ပြောပါတယ်။အဖိုးကြီးကလည်းသူပြောတဲ့အတိုင်းလှုပ်လိုက်လို့အမိန့်ပေးပါတယ်။မီဆူကိုထိတ်လန့်တကြားနဲ့ကတင်စီလျှောက်သွားခဲ့ပါတယ်။အဲ့ဒီလူကသူမကိုထိခိုက်ဖို့ပြင်ဆင်ချိန်မှာပဲရုတ်တရက်ရင်းရဲ့စကားကိုသူမတတိယသွားပါတယ်နေရှိနေတဲ့စိတ်ကူးရင်အာယုံကနေလွတ်မြောက်ခြင်းရင်မမျောလင့်ထားတဲ့အရာပုံမှန်မဟုတ်တဲ့အရာတစ်ခုခုကိုလုပ်ရမယ်မီဆူကိုအဲ့ဒီအကြံဉာဏ်ကိုနှလုံးသွင်းလိုက်ပါတယ်သူမစိတ်ပေါက်ကွဲသွားခဲ့ပါတယ်သူမအဖိုးကြီးကိုအော်ဟစ်ဆဲဆိုတိုက်ခိုက်ပြီးမိန်းကလေးတွေကိုနင်းရဲ့ကစားစရာအယုတ်တွေလိုကစားနေတာကိုရက်လိုက်တော့လို့အော်လိုက်ပါတယ်သူမခေါင်းကိုကင်ပြီးသူ့ကိုပြင်းပြင်းထန်ထန်ရိုက်နှက်လိုက်ပါတယ်ကြက်တောင်မွေးတွေလွတ်စင်လာပြီးလေထဲမှာသွေးလိုရဲရဲနီသွားခဲ့ပါတယ်ထို့နောက်
သူမကသူ့လက်ထဲကတန်ချောင်းကိုလူယူပြီးသူမရဲ့ရင်ဘတ်ကိုသူမပြန်ထိုးလိုက်ပါတယ်သူမတေဆုံးသွားရင်ဂိမ်းတစ်ခုလုံးပျက်စီးသွားမှာဖြစ်လို့အဖိုးကြီးကထိတ်လန့်တကြားအော်ဟစ်ပါတော့တယ်တကယ်လဲအဲ့ဒီအတိုင်းဖြစ်ပျက်သွားခဲ့ပါတယ်မီဆူကိုကေကိုနဲ့အဆူမီဆိုတဲ့ဇက်ကောင်၃ဦးစလုံးတေဆုံးသွားခဲ့ပြီးဂိမ်းကဘာကြီးဟာပြိုလဲပျက်စီးသွားခဲ့ပါတယ်မီဆူကိုဟာနောက်ဆုံးမှာလွတ်မြောက်သွားခဲ့ပြီးတကယ်ကဘာစစ်စစ်မှာအသက်ရှ